ခုရောက်ရှိနေတဲ့နေရာတော့ KA က KA ထဲမှာရှိတဲ့36ထပ်ပေါ်ပဲဖြစ်ပါတယ်ဒါကတော့ဒီမှာပေါ့နော် KA တာဝါနဲ့နီးနီးလေးပေါ့နော်ညဘက်ဆိုတော့အရန်ပဲလှမှာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒါဒီတက်ချမ်းကကြည့်လို့ရှိရင်တော့ဒီမှာ KA တာဝါတွေကိုမြင်ရတယ်ပေါ့နော်ဟိုဘက်ကနေပြီးတော့တက်ကြည့်မဆိုတော့တောတွေတောင်တွေကိုမြင်ရတယ်ပေါ့နော်ကန်တင်ဟိုင်းလန်းကိုလည်းလှမ်းမြင်ရတယ်ပေါ့ရှင်ဒါကတော့ဒီဘက်ကကြည့်ရင်ပေါ့နော်ဒီဘက်ကကြည့်လို့ရှိရင်တော့ဒီမှာပေါ့နော်တောင်တန်းလေးကိုမြင်ရတယ်ပေါ့ရှင်အခုကတော့နှိကင်းကြောက်တောင်ကြီးဆိုတော့နေအရန်ပူနေတယ်ပေါ့ရှင်ညဘက်ဆိုလို့ရှိရင်တော့ဒီလေးဒါတိုးပြီးတော့အရန်ပဲမိုက်တယ်ပေါ့နော်36ချက်ဒီမှာပြောမယ်ဆိုရင်မလေးရှားကလည်းသူ့အနေနဲ့သူအရန်လှတယ်ပေါ့နော်ဒီမှာတော်ရီတောင်နေဟိုဘက်မှာဆိုရင်တော့ဒါကန်တင်ဟိုင်းလန်းမြင်ရတယ်ပေါ့နော်ရန်နေလှည့်ကြည့်လို့ရှင်ပေါ့နော်နေရန်ပူတော့ဗီဒီယိုရိုက်တာရိုက်တယ်ကျမလည်းမမြင်ရဘူးရှင်ဘက်ကဆိုရင်တော့တောတွေတောင်တွေမြင်ရတယ်ပေါ့ရှင်